ဘယ်သူမဆိုလာရောက်ပြီးစစ်နိုင်ပါတယ်ရှင်။ဘာတွေကိုစစ်ရမလဲသိကျင်နေဆိုရင်တော့အဆုံးထိကြည့်ရှုပေးပါရှင်။မင်္ဂလာပါရှင်။အော်စကာတူမကျေးဇူးပါရရှင်။တိုင်းစစ်တီရှိအော်စကာတူမရွှေတွေကိုပို့တိုက်ဆရာမလို့ဖြတ်ဆရာမလို့ပဲနဲ့ရွှေထဲအတိုင်း X-ray စက်ကြီးနဲ့မိနစ်ပိုင်းအတွင်းမှာစမ်းသပ်လို့ရနေပါပြီရှင်။စိန်ရွှေကြောင့်မြရတနာများနဲ့ပြုလုပ်ထားတဲ့လက်ဝတ်ရတနာအမျိုးစုံကိုစစ်လို့ရတာမို့လို့ရွှေတွေကိုရွှေရည်သိချင်တဲ့ရွှေရည်တွေကိုစစ်ချင်တယ်ဆိုရင်အော်စကာတူမှာစစ်လို့ရပါတယ်ရှင်။ result အနေနဲ့ကတော့ရွှေငွေကြေးစသဖြင့်တတ္ထုပါဝင်တဲ့တတ္ထုတွေရဲ့ရာဂိုင်နှုန်းနဲ့ပေါ်ပြပြီးရွှေရဲ့အရည်သွေးကို current နဲ့ပေါ်ပြပေးတာဖြစ်ပါတယ်ရှင်။ကိုပိုင်ဆိုင်ထားတဲ့စင်ရွှေငွေကြောင့်မြရနာလက်ဝတ်လက်စားတွေရဲ့ရွှေအရည်သွေးကိုသိကျင်တဲ့စမ်းသပ်ချင်တယ်ဆိုရင်အော်စကာတူကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။